ဗရမ ्या ပွေဆိုတာလက်ချောင်း၅ချောင်းလက်တန်းရဲ့လက်ဖက်နောက်အောက်ဆုံးဒီနေရာမှာရှိတာအမဲအောင်လို့ဝိုင်းဝိုင်းလေးလည်းဖြစ်မယ်ဒီနားလေးတွေမှာတေးသေးလေးတွေနဲ့ရှည်ရှည်လေးတွေအနီအောင်လို့ပုံစံဘဲဥပုံလေးလည်းဖြစ်မယ်အစင်းလိုက်ခက်ပြပြပုံစံမျိုးလေးတွေလည်းဖြစ်မယ်ဒါတွေပါလာလို့ရှင်နော်ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်တဲ့နေဘယ်လုပ်တယ်လဲဆီယမအရှိမပြောခဲ့တဲ့လုပ်ငန်းတွေလုပ်တဲ့နေအားလုံးမင်္ဂလာပါရှင်လက်ဝါးပြင်မှာလေဗရမ ्या ပွေလေးပါကြလားဗရမ ्या ပွေရလေအရေးကြီးရနော်ဗရမ ्या ပွေလက်ဝါးပြင်မှာရှိတဲ့သူတွေကဘလို့ဆောင်ရန်လေးတွေပြုတ်မှုနေထိုင်ရမယ်ဆိုတာကိုဆရာမတက်တွန်းနဂတ်ပင်းနဲ့လက္ခဏာပညာရှင်ဟောကြားပေးတော့မှာပဲဖြစ်ပါတယ်ရှင်ဗရမ ्या ပွေဆိုတာလက်ဖွားမှာဆရာမရှင်းလေးလုပ်ထားတယ်ပုံလေးကိုဗီဒီယိုလေးကိုတစ်ချက်ကလေးထောက်လိုက်YouTube တွေပါဆိုထောင်းလေးကိုတစ်ချက်တိတ်လိုက်ပြီးဒီလိုလေးဆွဲကြည့်လိုက်ရင်ဖြဲကြည့်လိုက်လို့ရှိရင်သူကပေါ်သွားလိမ့်မယ်နော်တချို့ပုံလေးသေးတယ်ဘာညာပြောနေကြလို့လက်ဝါးပြင်မှာရှိတဲ့ဗရမ ्या ပွေလေးကလက်ဖက်နှောက်လေးရဲ့ဒီလိုအဝင်းအဝိုင်းလေးလက်ဖက်နှောက်ဒီအောက်နားလေးထောင်းလေးအောက်နားလေးမှာရှိတာဖြစ်ပါတယ်ရှင်လက်တန်းအောက်ကလက်ဖက်နှောက်အောက်ထောက်နားလေးမှာဗရမ ्या ပွေလေးတွေရှိတယ်တိတ်တိတ်ချာချာကြီးတချို့ကကြတော့ခရုပတ်ဘွေလိုမျိုးအရေးအခွေအဝိုင်းလေးနဲ့ရှိတယ်တချို့ဗရမ ्या ပွေလေးတွေကကြတော့အလဲလေးကိုမှအစင်းလိုက်ကလေးကိုဘွေပုံစံလေးနဲ့ရှိတယ်တချို့ကသေးတယ်တချို့ကလုံးတယ်အမျိုးလေးရှိတယ်တိတ်ကြတာတော့အဲ့ဒီလက်တန်းအောက်ဖက်ထောက်လက်ဖက်နှောက်နားမှာပွေပါတယ်ဆိုတာဘလို့ပဲဖြစ်တာဗရမ ्या ပွေပဲဖြစ်ပါတယ်ရှင်ဗရမ ्या ပွေပါတဲ့လူတွေကလေနံပါတ်1အချက်ကလေးတွေပြောမယ်နံပါတ်1ကိုပိုင်စီးပွားရေးလုပ်ကိုပိုင်စီးပွားရေးမှာပညာရှင်လုပ်ဆရာမအရှိမပြောခဲ့သလိုပဲထီယိုတွေဗရမ ्या ပွေတွေပိုင်ချမ်းသာမယ်ကြီးပွားမယ်အောင်မြင်မယ်အဲ့လိုပြောတာမဟုတ်ဘူးနော်ဘာမှမလုပ်ရင်ဘာမှမရအောင်ကံဉဏ်ဝရိယ၃ချက်စုံမှာချမ်းသာမှာဘာမှမလုပ်ရင်ဘာမှမရအောင်ဆိုတော့မှတ်ထားလိုက်ပါဒီဗရမ ्या ပွေတွေပါလို့ရှင်ကိုပိုင်စီးပွားရေးလုပ်အဲ့ဒီဗရမ ्या ပွေပါတဲ့လူတွေအနေနဲ့ဘာစီးပွားရေးလုပ်သေးတယ်ဆိုတော့ပလဲငါမွေးမြူရေးပလဲရေထွက်ပစ္စည်းကြောက်မြက်ရတနာဆိုလို့ရှိရင်ကြောက်စိမ့်လုပ်တယ်နဲ့ကြောက်စိမ့်ပလဲရေနဲ့ပတ်သက်တဲ့စီးပွားရေးတွေယောက်ျားလေးပါတော့ရှာယောက်ျားလေးဆိုတင်မော်သားရေထွက်ပစ္စည်းကုန်လုပ်ငန်းတွေရေချောင်းဝင်စီစတဲ့ logistic supply chain အဲ့လုပ်ငန်းတွေပလဲတို့တဘာဝတွင်းထွက်ကြောက်မြက်ရတနာထဲမှာကြောက်စိမ့်ကိုပို့ပြီးတော့ဦးစားပေးအဲ့လုပ်ငန်းတို့နောက်တစ်ချက်စီးပွားရေးအနေနဲ့လုပ်ချင်တယ်ဆိုလို့ရှိရင်တော့စိုက်ပျိုးရေးပွဲရုံကုန်စိမ့်ပွဲရုံအတီးအနှံစိုက်ပျိုးရေးကုန်စိမ့်ပွဲရုံလည်းထောင်လို့ရတယ်အဲ့ဒီအလုပ်တွေကိုလည်းလုပ်လို့ရတယ်စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အလုပ်တွေမှာတော့ကျွန်းသစ် rubber coffee strawberry အဲ့လိုစိုက်ပျိုးမြေ area ကျဲနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်လို့ရတယ်နောက်တော့ကျတော့စပင်းညက်စီယာတို့ stylist တို့ hair stylist တို့အမျိုးသမီးအလားပါကြီးကအသုံးစာအဝတ်ထဲကိုပစ္စည်းတွေအဲ့လုပ်ငန်းတွေလုပ်လို့ရတယ်အဲ့ဒီလုပ်သမျှလုပ်ငန်းတွေကတော့အဲ့လုပ်ငန်းလုပ်ရင်အဲ့ပညာကိုလည်းတတ်ကြမယ်အဲ့ဒီရဲ့ nature ကိုလည်း तू သိရမယ်အဲ့လိုသိမှသာလေဒီလုပ်ငန်းကို तू လုပ်လို့ရမယ်ပေါ့နော်ဆရာမစီတခါလာပြပြီးတော့ဗရမ ्या ပွေပိုက်ရှိအမျိုးသမီးနဲ့ဆရာမရဲ့ Facebook page TikTok တွေမှာတော့ဆရာမတင်ထားတယ်သူကလက်မှာဒီလိုမျိုးအမဲအောင်လိုမျိုးသူ့ရဲ့ဗရမ ्या ပွေကအဝိုင်းဆက်ဝိုင်းပုံစံတချို့ပွေတွေကဘဲဥပုံပါတယ်တချို့ကျတော့အဝိုင်းပုံပါတယ်သူ့ရဲ့ပွေလေးကအဲ့ဒီဗရမ ्या ပွေလေးနှလုံးကဒီလိုလေးသူ့လက်ကလေးကိုစုတာဒီနေရာမှာအဝိုင်းလေးတစ်လုံးဒီနေရာမှာအဝိုင်းလေးတစ်လုံးကဒီအလဲကအမဲအောင်လိုမျိုးလေးဝိုင်းဆက်နေတဲ့ဗရမ ्या ပွေလေးပါသလားပြုတ်သွားလေအဲ့ဒါအရှင်ဖြစ်နေပတ်စံရကန်နေကြလို့ရှိရင်ねဆရာမတဲ့အဲ့ဒီဗရမ ्या ပွေရတယ်တွေးခုံလုံးတွေဖြစ်ပြီးတော့အသက်ရှင်ပြီးတော့လှုပ်လာတယ်ဒုတ်အဲ့လိုရဲဆိုပြီးအဲ့ဘွေးနှလုံးကတဲ့အသက်ရှင်ပြီးလှုပ်လာတယ်ဆိုတာဟာတော်တော်အော်ရတဲ့လားအဲ့လိုဗရမ ्या ပွေဦးမှာအရှင်ဖြစ်နေတဲ့ဘွေရလည်းရှိသေးတယ်အဲ့ဒါထူးထူးဆန်းဆန်းပဲအဲ့တယောက်ဆရာမစီမှာလက္ခဏာလာကြည့်လို့မြင်မှုလားလှုပ်နေတယ်ဆိုတော့ तू ပြောမှသိရအဲ့ညမှာ तू သွေးချောနဲ့ဘွေနဲ့စုံသွားတာဖြစ်ပါလိမ့်မယ်ကွယ်ဘွေကတော့အသက်ရှင်နေရလို့မဟုတ်ဘူးဒါကတော့ဆရာမတော့တင်စားပြီးပြောတာပေါ့နော်အဲ့တော့ဗရမ ्या ပွေဆိုတာလက်ချောင်း၅ချောင်းလက်တန်းရဲ့လက်ဖက်နောက်အောက်ဆုံးဒီနေရာမှာရှိတာအမဲအောင်လို့ဝိုင်းဝိုင်းလေးလည်းဖြစ်မယ်ဒီနားလေးတွေမှာတေးသေးလေးတွေနဲ့ရှည်ရှည်လေးတွေအနီအောင်လို့ပုံစံဘဲဥပုံလေးလည်းဖြစ်မယ်အစင်းလိုက်ခက်ပြပြပုံစံမျိုးလေးတွေလည်းဖြစ်မယ်ဒါတွေပါလာလို့ရှင်နော်ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်တဲ့နေဘယ်လုပ်တဲ့လဲဆီယမအရှိမပြောခဲ့တဲ့လုပ်ငန်းတွေလုပ်တဲ့နေဒါပါရင်ချမ်းသာမယ်ကြီးပွားမယ်ဘာဘလူးဆမ်ကောဘာညာအဲ့လိုမဟုတ်တော့ကိုလုံးမကိုစားရမှာနော်ဒါပေမဲ့လုပ်ဖို့ကတော့ဘလို့လမ်းကြောင်းလေးရှိရဲဆိုတာတော့ဆရာမပြောပြပေးထားတယ်
အားလုံးပဲကိုကျေးဇူးများဆရာမပရိသတ်တွေကိုဆရာမအမြဲတမ်းချစ်ပြီးသားကျေးဇူးအမြဲတင်ပြီးသားကျမ်းမချမ်းသာပါစေချောင်းနဲ့အမြဲတမ်းမေတ္တာပို့ပြီးသားဆရာမရဲ့ Facebook TikTok YouTube အကောင့်လေးတွေတော့ like and follow subscribe လေးပြုလုပ်ပေးပါလို့မေတ္တာရက်ခံလိုပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်